ဒါလေးကတော့3300ဝန်းကျင်လောက်ရမယ်အိမ်လေးသူကလုံးဝ single house ကားပါကင်နှစ်စီးစာရမယ်အရှိမ veranda လေးနဲ့လုံးဝတစ်ထပ်အများစုတစ်ထပ်လေးတအားကြိုက်ကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီချင်းမိုင်မှာကြတော့ဟိုတက်ကြီးရွယ်ဟိုတွေလာပြီးတော့မှ retire လုပ်တာလည်းရှိတယ်ဆိုတော့ဒီဟာကမြန်မာငွေ3300ဝန်းကျင်လောက်ဆိုတော့တန်လားမတန်လားဆိုတာတစ်ချက်ကြည့်အောင်ဒါ living room ပြီးလို့ရှိရင်ဒီဘက်မှာက master bedroom တစ်ခန်းရှိမယ်ဒီ master bedroom ကဘယ်လိုလဲဆိုတော့ဒီဘက်မှာ balcony ရှိတယ်ကိုယ့်အိမ်ရှိတစ်ခါလဲတန်ထွက်တော့ဒီအနေထားကတကယ်ကိုလာပြီးတော့ဒီကတော့အိတ်ခမ်းပေါ့နော်အင်နာရီချုပ်ခန်းအခုမြင်တဲ့အတိုင်းအင်နာရီချုပ်ခန်းအားလုံးရမယ်သူကလက်ဆက်ပစ္စည်းတွေကအားလုံးဒီစင်ထားပြီးသားပြီးရင်ဒီဘက်မှာ single room အဲ့တော့သူက2 bed 2 bath နဲ့ရမယ်အနောက်မှာခြံဝင်းပတ်လက်ခြံဝင်းအားထပ်ရှိအောင်မယ်ပြီးရင်ဒီဘက်မှာအင်နာရီချုပ်ခန်းတစ်ခုဒီအတွက်ကိုပေါ့နော်ဒီနောက်ထဲမှာတစ်ချက်ကြည့်အောင်ဒီနောက်ထဲမှာတော့ kitchen လောက်ထားပြီးတယ်ဒါလေးကတော့သူကပကံဆေးစင်လေးလုပ်ဖို့အခုလက်ရှိ under construction ဖြစ်နေပါတော့အဲ့တော့ဒီ space အနေထားတစ်ခုရတယ် kitchen အနေနဲ့တော့မစိုးလို့ပြောလို့ရတယ်နောက်ဖေးလေးတစ်ချက်ကြည့်အောင်ဒီနောက်ဖေးထဲမှာအကယ်၍ကျွန်တော်တို့ဒီလို kitchen ထုတ်မယ်ဆိုတော့ရတယ်ဟိုဘက်အိမ်တွေကနေနေကြပြီအဲ့တော့တချို့အိမ်တွေက kitchen နဲ့ရှိပြီးသားဆိုတော့လေဒီဘက်မှာနီးဆက်ဆက်ပို့ပြီးတွေ့ရမယ်ဒီမှာတစ်ချက်ကြည့်အောင်အဲ့လိုအမိုးလေးထုတ်ထားလိုက်တယ်အမိုးလေးထုတ်ထားလိုက်တော့ကျွန်တော်တို့ဒီနောက်မှာကဒီ washing machine ထားလို့ရတယ်ပြီးလို့ရှိရင်အဝတ်တွေပါညာလမ်းတာဒီနောက်ထပ်မှာပေါ့နော်အဲ့တော့ဒီအနေထားတစ်ခုကိုမှမြန်မာငွေ3300ဝန်းကျင်လောက်ဆိုရင်တော့တော်တော်လေးတန်တယ်လို့ပြောလို့ရတယ်အဲ့တော့တခြား unit လေးတွေကျွန်တော်တစ်ချက်လိုက်ပြပေးအောင်မယ်